ခုမှတင်ကဒီအင်တာဗျူးကိုစဖြေမဲ့တူလားဒါမှမဟုတ်အင်တာဗျူးကိုစကားပြောရလဲကြာနေခဏခဏကြာနေပဲတူလားတကယ်လို့အင်တာဗျူးကိုအောင်ရှင်နေဆိုရင်ကျွန်တော်ပြောသလိုလေးလိုက်လို့ချင်နော်ကျွန်တော်အင်တာဗျူးဖြေတဲ့အတွေ့အကြုံတွေအရအင်တာဗျူးထွေနေတွေတက်ခဲ့တဲ့ဒီအတွေ့အကြုံတွေအရကျွန်တော်ပြောပြကူညီပေးသွားပါမယ်ပထမဦးဆုံးအနေနဲ့ကျွန်တော်ရဲ့ကြီးကိုချောကိုင်းအတိုင်းကျွန်တော်ရဲ့အတိုင်းပေါ့နော်လိုက်ပြောစရာတော့မလိုပေမဲ့ဒီနည်းအတိုင်းတော့လိုက်ပြီးတော့စမ်းကြည့်စေရှင်နေပေါ့နော်အင်တာဗျူးဒီကြီးကိုချောကိုင်းကကိုယ့်ရဲ့ first impression ဖြစ်တဲ့အတွက်ကြောင့်မလို့ဒါကိုစပြီးတော့ပြောတဲ့ချိန်တွားမေ့နေလို့လည်းမရဘူးတွားထင့်နေလို့လည်းမရဘူးကိုယ့်အကြောင်းတွေနည်းနည်းပြေဆုံးနေရမယ်ရင်ကျေးသုံးနေပါရမယ်တထေးစိတ်ဝင်စားနိုင်မယ့်ဟာပါရမယ်ဒါဆိုရင်လုံလောက်ပြီဗျာရှည်လည်းမလို့အရန်လည်းမတူစေနဲ့အဲဆိုရင်ကျွန်တော်ရဲ့ဒီဖြေပုံဖြေနေတဲ့တစ်ချက်ကြည့်လိုက်နော်အရင်ဆုံးကိုယ့်အလဲရောက်တာနဲ့လုံးဝတိတ်မနေပါနဲ့တချို့ကကြတော့ကြောင်တတ်တယ်ပေါ့နော်ဒါကိုလည်းအလေးချင်းလုပ်ထားပါခဏခဏလေ့ကျင့်ပါနှုတ်ဆက်ပါပြုံးပါကိုယ်အလဲရောက်တာနဲ့တချို့ကတိတ်နေတတ်တယ်ပါလေကိုကအဖွဲလိုက်ပဲတထင်းနဲ့တွေ့ရတာဖြစ်ဖြစ်ကိုတယောက်တည်းတထင်းနဲ့တွေ့ရတာဖြစ်ဖြစ်စပြီးတော့ကိုယ့်ရဲ့ screen မှာတထေးပေါ်လာတာနဲ့နှုတ်ဆက်ပါကိုဘက်ကစပြီးတော့ဒါကိုယ့်ရဲ့တက်ကြွတဲ့အပြုမူပေါ်ပြရတာပေါ့နော်။အိုဟာယောဆိုရင်အိုဟာယောကိုဆိုင်မတ်ခိုနီရှိဝါဆိုရင်ခိုနီရှိဝါဥမာအိုဟာယောကိုဆိုင်မတ်ဟာဂျီမေမရှိတဲ့မပြုံးပြပြီးတော့ခဏရနေပါဆက်မပြောရနဲ့။သူကစပြီးတော့ကြီးကိုချော်ကားယောအိုနေကားရှိမမပြောမရှင်းကြီးကိုချော်ကားယောလည်းတွားပြီးတော့မစမိပါစေနဲ့။အဲ့တော့ကျွန်တော်တို့ဒီနားမှာလည်းဒီနှစ်ကြောင်းလေးပဲเนาะဒီနှစ်ကြောင်းလေးကိုတော့မှတချို့မားတတ်ပါတယ်ခဏခဏအလေးချင်းမရှိရင်မားတတ်ပါတယ်တချို့ကကြတော့ဘလူးမားလဲဆိုရင်အိုဟာယောကိုဆိုင်မတ်ပြောပြီးတော့ပါပြီဘာဆက်ပြောမလဲသူမေ့သွားပြီးတော့ခိုနီရှိဝတပြန်ပြောမိပါတယ်ဒါမျိုးကြီးလည်းမားတတ်ပါတယ်ဂယူဆိုင်ပါခိုနီရှိဝဆိုခိုနီရှိဝပါပဲဒါပြီးလို့ရှိရင်သူ့ဘက်ကနေစပြီးတော့အကြည့်ကိုချောကာယောအိုနေဂါရှိမတ်ပြောမှကိုဘက်ကစပြီးတော့ခွန်ချစ်စဝါအိုချီခံအီတရာကီအာရီဂါတိုကိုဇိုင်မတ်ဒီနေ့ကကိုအချိန်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်သူ့ကိုကျေးဇူးတင်စကားရင်ပြောပါမယ်ဘာလို့လဲဆိုတော့ဂျပန်လူမျိုးတွေကသူတို့ကိုကျေးဇူးတင်တာတောင်းပန်တာသိတယ်မလားတော်တော်ကြိုက်တဲ့လူမျိုးတွေဆိုတော့ဒါမျိုးတွေနဲ့ကျွန်တော်တို့အစားပြုရပါမယ်ချစ်ကိုချောကာယောအိုနေဂါရှိမတ်ဆိုတဲ့အချိန်မှာကိုကချစ်ကိုချောကာယောပြောမလို့အိုဟာယောကိုဆိုင်မတ်ခွန်နီရှိဝါဟာဂျီမဲမရှိတဲ့တွားပြီးတော့ထပ်ခါပြောနေစရာမလိုဘူးပေါ့နော်ပြောဖို့လည်းမလိုအပ်တော့ပါဘူးစပြီးတော့ခွန်းချစ်စွာအိုချီခံကိုအီတရာကီအာရီဂါတိုကိုဇိုင်မတ်ပြောပေးလိုက်ပါပြရှင်ဝါတချီဝါကျွန်တော်ကနိုင်တို့မိုရှိမတ်ကျွန်တော်ဘယ်လိုခေါ်ပါလဲနိုင်တို့ယွန်တဲ့အီတရာကီတိုက်ဒက်ကျွန်တော်ကိုဘယ်လိုခေါ်စေချင်ပါလဲပေါ့ဒီမှာနိုင်နေဆိုင်တဲ့အခုအတက်ဘယ်လောက်ရှိပါပြီတိုကိုရှင်ဒက်နော်လူပြိုပါခါစကူကနိုင်နေဒီမှာကိုယ့်ရဲ့မိသားစုအကြောင်းနဲ့ထည့်မယ်ကျွန်တော်ကဘယ်နှပန်းမြောက်လဲပြောမယ်ဆူရဲကိုဆိုဆူရဲကိုတက်အငယ်ဆုံးဖြစ်ပါတယ်ပေါ့ပြီးမန္တလေးကနေလာပါတယ်မန္တလေးခါရမိုင်းဒီမတ်တာမန္တလေးကနေလာပါတယ်ဒီမှာရန်ကုန်နေစွန်ဒေးမှာအခုကိုနေတဲ့နေရာတွေပြောမယ်ပေါ့နော်ပြီးရင်ကျွန်တော်ဒီမှာကိုအောင်ထားတဲ့ level ပြောမယ်GMPD annual level တို့ခိုင်ကောのチガと合格しましたဒါမျိုးတွေထည့်ပြောမယ်ပြီးရင်今年の12月にဒီနေ့ရဲ့17လပိုင်းမှာNO3の試験を受ける予定がありますဒီနေ့17လပိုင်းမှာဒီN3 ရဲ့ဇာမေးပွဲကိုဖြေဆိုဖို့အစီအစဉ်ရှိပါတယ်ဒါကကြတော့ဘယ်လိုပြောမလဲမပြောလဲရတယ်ဆိုတာကိုယ့်ရဲ့တက်ကြွမှုကိုပြရမှာပေါ့ကိုကဘယ်လိုမျိုးစူးစမ်းနေတယ်ကိုကဟုတ်လားနောင်လာမနောင်ရှင်းပြဂျပန်ကမလိန်အောင်ဖို့ကနည်းနည်းလေး
ချန်နေတယ်ပေါ့နော်လိန်နာလိန်ဆိုတာကျွန်တော်ကလိန်ဖို့ကအားပေးနေတာတော့မဟုတ်ဘူးပေါ့နော်အောင်ဖို့ကတော့လှုပ်တင်လှုပ်ထိုက်တာတော့လှုပ်ရမှာဟုတ်တယ်မလားကိုယ်နည်းနည်းကိုယ်တက်ကြွနေတဲ့ပုံစံလေးမြင်စေရှင်လို့ကိုကဒါလေးပြောထည့်ပြောပေးတာပေါ့နော်တကယ်လေကိုကဖြေဆိုဖို့ရှိရသူတွေကများပါတယ်ပြီးလို့ချင်းကိုယ့်ရဲ့ရှုမိကိုယ့်ရဲ့ဝါဒနာထည့်ပြောကိုယ့်ရဲ့ဝါဒနာမှာအမျိုးမျိုးပြောကြတယ်ပေါ့နော်ကိုယ့်ရဲ့ဝါဒနာပြောတဲ့အချိန်မှာလည်းပဲအပိတ်မေခွန်းပုံစံနဲ့မေးပြောကြပါကိုယ့်ရဲ့မေခွန်းကိုယ့်ရဲ့ဒီဝါဒနာကဇာဥဖတ်တာတို့နော်သူတို့ခီးထွက်တာတို့ဒါမျိုးတွေပြောလို့ရှိရင်လည်းကွိုင်ရှိရနော်ဇာဥဖတ်တာဆိုရင်လည်းပဲဘယ်လိုဇာဥတွေဖတ်လဲလို့နော်ဘယ်အချိန်မှာဇာဥဖတ်ဒါမျိုးဒါချုပ်တယ်ဗျာနော်ခီးတွားတာဆိုရင်လည်းပဲကိုတွားလောက်ရမယ့်နေရာကြတော့နည်းနည်းတောကြနေရတော့ဘာလို့ဆိုရင်ခီးတွားတာမလွယ်ကူဘူးလို့ဘာလို့ဒါမျိုးထင်တော့ကြတယ်သူတို့အလုံးနဲ့အစင်မပြေနိုင်ဘူးလို့ထင်တင်ကိုစဉ်းစားပေးမှာမဟုတ်ပါဘူးအဲ့တော့ကြောင့်မလို့ဖြစ်နိုင်ဆုံးကတော့အောင်ကဤကပေါ့လေနည်းနည်းကိုကလည်းဂျပန်တရှင်းနည်းနည်းပပဆူတတ်တယ်ဆိုရင်ရှေ့ကြတဲ့တရှင်းကလည်းရှေ့ကြတဲ့တရှင်းပေါ့အေးဥရနော်မူဤခိုးတရှင်းလိုမျိုးနည်းနည်းရှေ့ကြတဲ့တရှင်းရရင်ပိုကောင်းတယ်ပိုပြီးတော့သူတို့တဘောကြတယ်နော်တရှင်းဆိုပြတာများတယ်တကယ်လေသူတို့ကတဘောကြတယ်ပေါ့နော်ဒါမျိုးတချို့ဆိုရင်ဒီတရှင်းဆိုတတ်တာနဲ့တင်ရွေးသွားကြတာလည်းရှိတယ်နောက်ဒါပြီးလို့ရှိရင်ကိုယ့်ရဲ့တန်းလျှော့ပြောမယ်အချင်းတော့ချောချောว่าไอเทนの気持ちを尊重できることですကျွန်တော်ရဲ့အာသာရှိကပေါ့ဒီတစ်ဖက်လူရဲ့စိတ်ကိုနားလည်ပေးနိုင်တာဥပမာသူ့နေရာမှာကိုတာဆိုရင်ဘယ်လိုမျိုးခံစားရမလဲဆိုတဲ့စိတ်မျိုးဒါမျိုးခံစားပေးနိုင်ပါတယ်ဆိုပြီးတော့ကျွန်တော်ထည့်ပြောခဲ့တယ်ကျွန်တော်ရဲ့အာတက်ချက်ကကျွန်တော်ရဲ့အာနယ်ချက်ကိုတော့တိကျတာကိုဦးစားပေးတဲ့အတွက်ကြောင့်မလို့ဒီအလုပ်တွေပေါ်နည်းနည်းလေးအချိန်ကြာတတ်တာရှိပါတယ်ဆိုပြီးတော့ကျွန်တော်ကပြောခဲ့တယ်အဲ့မှာဘာပြဿနာဖြစ်လဲဆိုတော့သူကဒါကိုပြန်မေးပါတယ်ဒီအလုပ်တစ်ခုပေါ်တဲ့အချိန်ဘယ်လောက်ကြာတတ်လဲတဲ့ကျွန်တော်ကဒါရင်းနဲ့ပတ်သက်ပြီးတော့ပေါ့နော်စဉ်းစားဘူးသူမေးမယ်လို့လည်းမထင်ထားခဲ့ဘူးဒါမဲ့လည်းမရှိတာဖြေရတာပေါ့အလုပ်ပေါ်မူတည်ပြီးတော့အချိန်ကြီးကွာခြားပါတယ်လို့အချိန်ယူရတာကွာခြားပါတယ်လို့ပြန်ဖြေလိုက်တယ်အဲ့မှာဘယ်လိုမျိုးဒီအချိန်ကြာတတ်တယ်ဆိုတာတဲ့သူများပြောမှသိရလားတဲ့ကိုဟာကိုပဲသိတာလားတဲ့ကျွန်တော်ကလည်းကိုဟာကိုသိပါတယ်လို့ပြောတာအဲ့ဒါမျိုးဆိုဘယ်လိုမျိုးအလုပ်မျိုးတွေမှာအချိန်ကြာတတ်တာလဲတဲ့တခါမှမစဉ်းစားဘူးကျွန်တော်ပေါ့မှာဒါကြတော့ကျွန်တော်ဘေးမှာရှိတဲ့ဒီဆန်းစီနဲ့ဒီမြန်မာပြန်နဲ့ပဲတွားလိုက်ရတယ်ကျွန်တော်စဉ်းစားဘူးနော်ဂျပန်လူမပြောနဲ့ပေါ့နော်ကျွန်တော်ဒီမြန်မာလူတော့ကျွန်တော်ပါဖြေလို့ဖြေရမှာမသိဘူးဒါမျိုးတွေကနောက်ပြီးကြတော့ဒါဘယ်လိုပြောမလဲပြန်ပြီးတော့မေးလာနိုင်တဲ့ဟာတွေပေါ့နော်ကိုယ့်ရဲ့ချောတန်းချော်တွေနဲ့ပတ်သက်ပြီးတော့ကြိုပြီးစဉ်းစားထားလို့ရအောင်ပြောပြပေးတာပါကျွန်တော်ကပြီးလို့ချင်းကိုကအလုပ်အတွေ့အကြုံရှိလို့ချင်းထည့်ပေးပါကိုယ့်ရဲ့အလုပ်အတွေ့အကြုံကလည်းသူတို့မေးကောင်းမေးနိုင်ပါလိမ့်မယ်ဒါမျိုးလဲကြိုတင်ပြီးတော့ပြင်ဆင်ထားပေးကြပါတချို့ကလည်းအလုပ်အတွေ့အကြုံမရှိဘူးပေါ့နော်အလုပ်အတွေ့အကြုံမရှိလဲအင်တာဗျူးအောင်ပါတယ်သိပြီးတော့မစိုးရိမ်ပါနဲ့ပေါ့နော်နောက်ပြီးတော့ကျွန်တော်တို့ဒီအလုပ်အတွေ့အကြုံတွေရှိရင်ဘယ်မှာလုပ်ခဲ့ပါတယ်ဘယ်နှစ်ကြာလုပ်ခဲ့ပါတယ်ပြောပြီးလို့ရှိရင်ကျွန်တော်ဒီပိတ်မယ်ပေါ့နော်日本へ行って開口の仕事をするのが現在の目標だからどんな問題があっても諦めないで一生懸命頑張りますဂျပန်နိုင်ငံကိုတွားပြီးတော့ခိုက်ကောရဲ့အလုပ်ကိုလုပ်မှာကအခုလာတလို့ရဲ့ဒီအိမ်မက်ဖြစ်တဲ့အတွက်ကြောင့်မလို့ဘလို့အခက်ခဲမဆိုရှင်းလဲပဲပေါ့အရှုံးမပေးဘဲနဲ့ကြိုးစားမယ်ပေါ့လက်မလျှော့ဘဲနဲ့ကြိုးစားပါမယ်ဆိုပြီးတော့ပြောပြီးနောက်တစ်ခုကကျတော့ပိတ်တာပေါ့နော်ဝါတာရှိနောဟာနာစီကိုစိုင်းကောမတ်တက်ခိတဲ့ခုတဲ့တို့မူအာဒီကာတိုကိုတိုင်မတ်ကျွန်တော်စကားကိုဆုံးတဲ့ထိနားထောင်ပေးကြတော့ကျေးဇူးတင်ပါတယ်ပေါ့အီဂျောတဲ့ကိုတိုင်မတ်တို့ဆိုယောရရှိကိုအိုနေဂါရှိမတ်ဒါပဲဖြစ်ပါတယ်ပေါ့ကျေးဇူးပြုကူညီပေးပါဒါမျိုးလေးပြောတ
ဒါဆိုရင်လုံလောက်သွားပြီပေါ့နော်အကုန်လုံးတထေးအနေနဲ့လည်းတော်တော်တဘောကြတယ်ကျွန်တော်ဖြည့်ကြည့်ခဲ့လို့နော်ပြန်ပြီးတော့ sharing လုပ်ပေးတာပါဒီမှာကျွန်တော်တခုပြောရှင်းတာကကြည့်ကိုကြောခိုင်းပြောတဲ့အချိန်မှာလိုတာထက်လည်းမမြန်ပါနဲ့လိုတာထက်လည်းမနှေးပါနဲ့ကျွန်တော်ပေးရကောင်းနေတခါကြုံဘူးတယ်ကျွန်တော်ပေးရကောင်းကတော်တော်မြန်တယ်ဘောနော်သူတို့စကားပြောတာသူတို့ဟာနဲ့သူတို့ကတော့ဟုတ်နေတာပေါ့နော်ပြောသွားပြီနောက်ကျတတိယပါပြန်ပြောလဲဆိုတော့သူ့အနေနဲ့ရောဒီလိုမျိုးမြန်ပြောရင်မင်းတို့အနေနဲ့နားလေလားတဲ့သူကနေပြန်ပြောတယ်ပေါ့ကျေးဇူးပြုဖြည်းဖြည်းပြောပြပေးကြပါတဲ့ဒါမျိုးပြောတယ်ပေါ့နော်ဒါမျိုးပြောပြပြီးတဲ့တတိယရှားတယ်နော်တတိဒီဂျပန်ဘက်ကတွေဆိုတာလေကိုဘက်ကဘလူပဲပြောနေပွန်းပိုးတွေမားရင်မားပါစေသူတို့ဘက်ကတီကြီးနားထောင်နေကြတာကြီးပဲပြီးကြမှဒီအမှတ်ပေးရမယ်ဆိုရင်သူတို့နားမလည်နိုင်တဲ့ဟာအကုန်လုံးကန်ဆယ်လောက်ချခဲ့တာကြီးပဲเนาะအဲ့ဒါမျိုးကသူများတဲ့ချက်များရှင်တယ်ဆိုရင်ဖြည်းလေးပြောမှန်လေးပြောသူတို့နားလေပြီဆိုတင်အောင်ပြီเนาะပြီးတော့ရှင်အပြုံးလဲလို့တယ်ကျွန်တော်ဆိုရင်ဒီအပြုံးပိုင်းကတူလေ့ကျင့်စရာမလိုကျွန်တော်ကပြုံးရုံမဟုတ်ဘူးရီရှင်းနေတာတိလားအဲ့လိုဂျပန်တထေးနဲ့စကားပြောရင်ဒီများတော့ကြောက်တယ်ကျွန်တော်ကတော့သူတို့နဲ့စကားပြောရင်အများရီရှင်းနေတာမသိရင်သူတို့မျက်နှာပြောင်းတယ်လို့များထင်တော့မလားတော့မသိဘူးမျက်နှာပြုံးပြီးလို့ရှိရင်ကျွန်တော်တို့မေးခွန်းနဲ့နောက်မှမေးခွန်းနဲ့မေးပြီးသွားလို့ရှိရင်နောက်တစ်ချက်ကြာနေတယ်ဒီများထက်တာချင်းဂျပန်အင်တာဗျူးတွေဆိုတာလေဂျပန်အချင်းအင်တာဗျူးတွေဟာတာတွေလောက်တာတို့ဒီအင်တာဗျူးတွေလောက်တာတို့မှာ YouTube တွေမှာတွားကြည့်အခန်းထဲကနေပြီးတော့ထွက်ခါနီးမှာကောင်းအယိုဒေပေးတာကိုမြင်တွေ့နိုင်တယ်နော်ကောင်းအယိုဒေပေးတာကိုမြင်တွေ့နိုင်တယ်အဲ့ဒါကိုလိုက်လို့ကြည့်ပါတကယ်ဒါကရှက်စရာလည်းမဟုတ်ဘူးပေါ့နော်ကိုရီမြန်မာနိုင်ငံကကြတော့ဒါလှုပ်ထားမရှိတော့နည်းနည်းလေးပိုးကြောင်ပုံစံမျိုးနည်းနည်းခံစားရတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်အဲ့ဒါကိုလှုပ်ခဲ့တယ်နော်ကျွန်တော်အဲ့ဒါကိုအလှုပ်စမ်းကြည့်ခဲ့တယ်အသုံးဝင်တယ်တကယ်အသုံးဝင်ပါတယ်3ခါလောက်ဒီနောက်ဆုတ်လိုက်ကောင်းကုန်းလိုက်နောက်ဆုတ်လိုက်ကောင်းကုန်းလိုက်လှုပ်ပြီးတော့တကားအထိဆိုကတိတ်သူတို့ရဲ့မြင်ကွင်းပြောက်သွားတဲ့အထိပေါ့နော်နောက်ဆုတ်ပေးတာသူတို့တော်တော်ကြီးကိုသဘောကျပါတယ်သူတို့ရဲ့ဂျပန်မန်နာတွေကဒါတွေလည်းပါတာမို့လို့ပေါ့နော်သူတို့ရဲ့ယဉ်ကျေးမှုသူတို့လေ့လာတယ်အလေးထားတယ်ဒါမျိုးတွေဒီအချက်တွေလည်းသူတို့အများကြီးကြီးတဲ့အတွက်ကြောင့်မလို့တင့်ကိုပို့ပြီးတော့အင်တာဗျူးအောင်စီဖို့ရရှက်တော်ရှိပါတယ်ဒါကြောင့်မို့ဒါလေးတွေလိုက်လို့ကြည့်ကြဖို့ကျွန်တော်ပြောရင်းနဲ့တလုံးနဲ့ပဲကျေးဇူးတင်ပါတယ်လိုက်လို့ကြည့်ကြပါခင်ဗျာအကုန်လုံးပဲအောင်မြင်ကြပါစေ